အားလုံးပဲမင်္ဂလာပါရှင်ဆရီထော့ဆောင်နေပြန်လည်ကြိုဆိုလိုက်ပါရစေ။ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ချန်ပီယံကပတ်ကြီးကြပြီးတဲ့နောက်မိုးအေးကိုနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ဖို့မြန်မာပြည်ကိုပြန်လာမယ်လို့ပြောလာတဲ့ဂျိုဂျိုအာဖန်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကပတ် USA ချန်ပီယံကပတ်ရပြီးမှမြန်မာပြည်ကိုလာပြီးတော့မိုးအေးကိုနဲ့လက်ထပ်တော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေတာကတော့ဂျိုဂျိုအာဖန်ပဲဖြစ်ပါတယ်။အထူးသဖြင့်ဂျိုဂျိုအာဖန်ဟာမြန်မာနိုင်ငံကိုပြန်လာမယ်ဆိုတာကြားနေရတာလည်းဖြစ်ပါတယ်။သူရဲကောင်းတယောက်အိမ်ပြန်လာချိန်မှာသူ့ကိုစီးကြိုနေမယ်သူကတော့သူချစ်ရတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။ဒါဟာရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲရှိတတ်တဲ့ဇက်ကွက်မျိုးပါပဲ။ဒါပေမဲ့2025ခုနှစ်မှာတော့ဒီဇက်လန်ကမြန်မာပြည်မှာတကယ်ဖြစ်လာတော့မယ်လို့သတင်းတွေပြေးနေရလဲဖြစ်ပါတယ်။ဇက်လိုက်မင်းသားကတော့လက်တလောကပ္ပကိုကင်လုံထားတဲ့ USC ချန်ပီယံဂျိုဂျိုအာဖန်ဖြစ်ပြီးတော့မင်းသမီးကတော့မြန်မာပြည်ရဲ့ထာဝရအသေးဆွဲမိုးဟစ်ကိုပဲဖြစ်ပါတယ်။ဒီရက်ပိုင်းမှာအားကစားလောကမှာရောအမှုပညာလောကမှာပါကရဲ့အထဆုံးသတင်းတွေကတော့ဂျိုဂျိုအာဖန်ရဲ့နှစ်ထပ်ခွဲအောင်မြင်မှုပါပဲပထမဆုံးအောင်မြင်မှုကတော့အားလုံးသိကြတဲ့အတိုင်းပဲ USC Flyweight တန်းရဲ့ဖန်ဒိုဂျာကိုအချိန်တိုအတွင်းအလဲထိုးပြီးတော့ကမ္ဘာချန်ပီယံကပတ်ကိုရယူနိုင်ခဲ့တာပါချင်းတိုင်းရင်သူလေးတယောက်အနေနဲ့ကမ္ဘာအမြင့်ဆုံးစင်မြင့်ထက်မှာမြမအလံကိုလွှင့်ထူနိုင်ခဲ့တာကတကယ်ကိုဂုဏ်ယူစရာအခိုင်အတန့်ပါပဲဒါပေမဲ့ပြည်သက်တွေပို့ပြီးတော့စိတ်ဝင်စားနေတာကတော့ဒုတိယအောင်မြင်မှုပါအဲ့ဒါကတော့သူ့ရဲ့ငယ်ချစ်ဦးသူ့ရဲ့အိမ်မက်နဲ့သမီးမိုးအေးကိုရဲ့နှလုံးကိုသိမ့်ပိုက်နိုင်ခဲ့တာပါပဲအရင်ကတည်းကဂျိုဂျိုအာဖန်ဟာမီဒီယာတွေရှေ့မှာမမမိုးကိုချစ်တယ်ဆိုပြီးတော့လူသိရှင်ကြားဝန်ခံခဲ့ပူပါတယ်အဲ့ဒီတုန်းကလူတွေကခလေးတယောက်ရဲ့စိတ်ကိုယဉ်မှုလို့ပဲထင်ခဲ့ကြတာပါဒါပေမဲ့အခုချိန်မှာတော့အကျိုးရှိပါတယ်ဟာတာမန်ကောင်းလေးမဟုတ်တော့ပါဘူးချန်ပီယံဖြစ်တယ်လို့ဒေါ်လာတန်းချွေတရေတယောက်လည်းဖြစ်လို့နေပါပြီသူ့ရဲ့စူးစမ်းမှုသူ့ရဲ့အောင်မြင်မှုနဲ့သူ့ရဲ့ခိုင်မာတဲ့ချစ်စိတ်တွေကမိုးဟစ်ကိုလိုအနေထိုင်တည်ငြိမ်တဲ့မင်းသမီးတယောက်ရဲ့နှလုံးသားကိုအရေးပြောသွားစေခဲ့ပုံရပါတယ်ဂျိုဂျိုအာဖန်နိုင်ပွဲရရှိချိန်မှာပဲမိုးဟစ်ကိုဘက်ကဂုံမြုပ်စကားတွေလူမျိုးကွန်ရက်ကနေတဆင့်ပြောကြားလာခဲ့သလိုအရေးကြီးဆုံးအဖြေကိုလည်းပေးလိုက်ပါပြီလို့အတိုင်းအဝိုင်းနေကြမှာသတင်းတွေထွက်ပေါ်လို့နေပါတယ်ဒါကြောင့်လဲဂျိုဂျိုအာဖန်ဟာအမေရိကန်မှာအောင်ပွဲခံမနေတော့ပဲသူ့ရဲ့မွေးရမြေမြန်မာနိုင်ငံကိုအမြဲဆုံးပြန်လာဖို့အစီအစဉ်နေတာပါသူပြန်လာမဲ့ခရီးစဉ်မှာရည်ရွယ်ချက်နှစ်ခုရှိပါတယ်ပထမဆုံးကတော့သူအရန်တန်မိုးထားရတဲ့ USC ရွှေကပတ်ကြီးကိုမြန်မာပြည်သက်တွေရှေ့မှာထုတ်ပြပြီးတော့ဂုဏ်ပြုခံဖို့ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ပြည်သက်တွေအမျှော်လင့်ဆုံးဖြစ်တဲ့မိုးဟစ်ကိုနဲ့လက်ထပ်ထိမ်းမြန်းဖို့ပါပဲသတင်းတွေအရဂျိုဂျိုအာဖန်ဟာသူ့ရဲ့ချစ်သူမိုးဟစ်ကိုတကယ်ကိုကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုကျင်းပဖို့ပြင်ဆင်နေတယ်လို့သိရှိရပါတယ်စဉ်းစားကြည့်ပါကမ္ဘာချန်ပီယံတို့သားနဲ့မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတို့သမီးရဲ့မင်္ဂလာပွဲဆိုတာတာမန်ပွဲမျိုးဖြစ်လာမှာမဟုတ်ပါဘူးတနိုင်ငံလုံးကစောင့်ကြည့်ရမယ့်ပွဲကြီးပွဲကောင်းဖြစ်လာမှာပါမိုးဟစ်ကိုအနေနဲ့အပြိုကြီးဘဝကိုနှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့ပေမဲ့အခုလိုမျိုးကိုတက်ငယ်ပေမဲ့စွမ်းဆောင်ရည်ပြည့်ဝပြီးတော့ကိုတန်းစွမ်းချစ်ပေးနေတဲ့ကမ္ဘာချန်ပီယံကောင်လေးကိုတော့ရင်းပယ်ဖို့ခက်ခဲသွားပုံရပါတယ်ရွှေနဲ့မြလို့တင်စားရလောက်အောင်လိုက်ဖက်တဲ့ဒီစုံတွေကမကြခင်မှာမြမမြေပေါ်မှာကြည်နူးစရာပုံရိပ်လူတွေကိုဖန်တီးတော့မှာပဲဖြစ်ပါတယ်2025ရဲ့ကံကောင်းဆုံးအမျိုးသားဂျိုဂျိုအာဖန်အနေနဲ့သူနဲ့မမမိုးရဲ့မင်္ဂလာသတင်းကတော့အခုချိန်မှာရေပန်းအစားဆုံးသတင်းတစ်ခုလည်းဖြစ်လို့နေပါပြီကဲပရိသတ်ကြီးရဲ့ချန်ပီယံကပတ်ကြီးကိုပကုံးမော်တင်ပြီးမိုးဟစ်ကိုရဲ့လက်ကိုဆွဲကာမင်္ဂလာပွဲကိုကျင်းပမဲ့ဂျိုဂျိုအာဖန်ကိုကြိုဆိုဖို့အစင်းသေးဖြစ်လို့နေကြပြီလားဒီလိုပြီးပြည့်စုံတဲ့မိုးဟစ်ကိုနဲ့ဗန်ရဲ့အခြေရေးကိုသဘောကျလားဆိုတာကိုမှတ်ချက်ပေးခဲ့ကြပါအောင်ရှင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးရတဲ့လည်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းဒီလိုအမှုပညာသတင်းတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါဦးရှင်။